မင်္ဂလာပါခင်ဗျာ2026ခုနှစ်ဩဂတ်စ်လ22ရက်နေ့အတွက်နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်ပိုင်းနားဆင်ရမယ့်အထက်မှာတော့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာနိုင်ငံတော်အာဏာကိုမတရားသိမ်းယူပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ကိုကြိုးအာဏာတည်မြဲရေးနဲ့နိုင်ငံတကာကအတိအမှတ်ပြုခံရရေးအတွက်တိုင်းပြည်ရဲ့မဟာဗျူဟာအကြဆုံးသောစီမံကိန်းကြီးတွေပင်လယ်ထွက်ပေါက်ကြီးတွေကိုနိုင်ငံခြားတိုင်းပြည်တွေစီအလကားနီးပါးဈေးပန်းတင်ရောင်းချနေတာအားလုံးအသိပါပဲအခုအခါမှာတော့မင်းအောင်လှိုင်ရုရှားနိုင်ငံကိုအတနာခံဖိတ်ခေါ်ခဲ့တဲ့ဒဝယ်ရေနက်စိတ်ကမ်းစီမံကိန်းကြီးမှာရုရှားအစိုးရဘက်ကမြန်မာကိုအကျွေးတွေပေးပြီးအဲ့ဒီစီမံကိန်းရဲ့အစုရှယ်ယာအများဆုံးကိုသူတို့ကပဲအပီးပိုင်ထိန်းချုပ်ယူတော့မယ်ဆိုတဲ့နိုင်ငံတော်လုံခြုံရေးကိုအကြီးအကျယ်ချင်းချောက်နေတဲ့သတင်းစိုးကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်ဒီသတင်းနဲ့အတူရခိုင်ပြည်နယ်ကကြောက်ဖြူရေနက်စိတ်ကမ်းကြီးကိုတရုတ်တွေကစိတ်တိုင်းကျထိန်းချုပ်သွားတယ်လို့မျိုးအခုထဝယ်ရေနက်စိတ်ကမ်းကြီးကိုလည်းရုရှားတွေကရေနံချက်စက်ရုံတွေလျှက်စစ်စက်ရုံတွေနဲ့ဘလို့အကွက်ကြကြသိမ်းပိုက်ဖို့ကြံစီနေတယ်လဲဆိုတဲ့အခြေအနေတွေအဲ့ဒီလိုပင်လယ်ထွက်ပေါက်ကိုသိမ်းယုံတင်မကပဲမြမကောင်းကင်ရံကိုပါထိန်းချုပ်ဖို့အတွက် GLONASS လို့ခေါ်တဲ့ရုရှားဂျိုဒုလမ်းညွန်စခန်းကြီးကိုမြမမြေပေါ်မှာလျှို့ဝှက်တိစောက်ဖို့စာချုပ်ချုပ်ခဲ့ကြတဲ့တဲ့ဒါ့အပြင်အဲ့ဒီရုရှားစီမံကိန်းတွေအတွက်လုံခြုံရေးယူပေးဖို့ဒဝယ်ဒေသခံတွေကိုစစ်ကြောင်းကြီးတွေနဲ့ရွာလုံးကျွတ်မီးရှို့တပ်ဖြတ်နေတဲ့တဲ့မြေပြင်မှာစစ်ရှုံးနေလို့အယူမီဝိုင်းပြီးမြောင်မြို့နယ်ကဓမ္မယုံကိုဂျက်ဖိုက်တာနဲ့ဘုံကျဲလို့ဥပုပ်တဲ့ယောဂီ14ဦးပွဲချင်းပြီးတေဆုံးခဲ့ရတဲ့စစ်ရာဇဝဲမှုကြီးတွေအကြောင်းမန္တလေးနဲ့ဝမ်းတွဲမှာထွေအုပ်ဝန်ထမ်းသားကိုပါမချမ်းပဲမြင့်တကောင်ရန်အိမ်ထဲအထိဝင်ပြီးပေါ်တာဆွဲနေတဲ့အခြေအနေတွေဖအံမှာတော့ငွေမက်လွန်းလို့ကိုမဟာမိတ် KNL PC နဲ့ BGF ရဲ့ကားတွေကိုပါအလစ်အငိုက်ဓမြတိုက်နေတဲ့အခြေအနေတွေနဲ့အတူဒီလိုလူသက်ကောင်စစ်အုပ်စုကိုဖက်လဲတကင်းဆက်ဆံနေတဲ့ထိုင်းအစိုးရကိုအာဆီယံလွှတ်တော်အမတ်တွေနဲ့ကုလတန်တမန်ဟောင်းကြီးတွေကဘလောက်အထိပြင်းပြင်းထန်ထန်သတိပေးရှုတ်ချလိုက်တယ်လဲဆိုတဲ့သတင်းနိုင်ငံတကာသတင်းတွေဘက်မှာတော့အီရန်ပေါ်တမိုင်းတလျှောက်အပြင်းထန်ဆုံးအရေးယူပိတ်ဆို့မှုများချမှတ်မယ်လို့အမေရိကန်ကြေညာလိုက်တဲ့သတင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မင်းအောင်လှိုင်ကရုရှားတွေကိုလာရောက်ရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်လိုက်တဲ့အခါရုရှားတွေဘက်ကမြန်မာနိုင်ငံကိုဘလို့ပြန်ပြီးခြေရာတိုင်းလိုက်တယ်လဲဘာတွေအတင်းကျပ်တောင်းဆိုလာတယ်လဲဆိုတာကိုအရင်ဆုံးအသေးစိတ်ကြည့်အောင်ပါပြီးခဲ့တဲ့ဩဂတ်စ်လ19ရက်နေ့ကရုရှားနိုင်ငံမော်စကိုမြို့မှာရုရှားမြန်မာစီးပွားရေးဖိုရမ်ကြီးကိုကျင်းပပြုလုပ်ခဲ့ပါတယ်အဲ့ဒီဖိုရမ်မှာအကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကဒဝဲရေနက်စိတ်ကမ်းကြီးမှာလာလုပ်ပါလို့ရုရှားတွေကိုအတနာခံကြော်ညာခဲ့ပါတယ်။ဒါပေမဲ့ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးမက်ဆင်ရီရှက်နီကော့ဖ်ကမျှော်လင့်မထားတဲ့စကားကြီးတစ်ခုကိုပွဲလည်ခေါင်မှာတရားဝင်ဖွင့်ဟလိုက်ပါတယ်။သူကရုရှားကုမ္ပဏီတွေအနေနဲ့မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်အဲ့ဒီစီမံကိန်းတွေကနေရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေပြန်လည်ရရှိတဲ့ကာလအထိစီမံကိန်းတွေရဲ့အစုရှယ်ယာအများစုကိုရုရှားတွေကပဲအပြည့်အဝဆက်လက်ပိုင်ဆိုင်ထားနိုင်ရေးအတွက်အဓိကဆွေးနွေးနေပါတယ်လို့ပြောင်ကြကြပြောချလိုက်တာပါပဲအဓိပ္ပာယ်ကတော့အလွန်ကိုရှင်းလင်းပါတယ်မြန်မာနိုင်ငံစီကိုရုရှားဘဏ်တွေကနေချေးငွေတွေမတန်တဆထုတ်ချေးပေးလိုက်မယ်မြန်မာနိုင်ငံကအဲ့ဒီချေးငွေတွေကိုချက်ချင်းပြန်မဆက်နိုင်ဘူးဆိုတာရုရှားတွေကကောင်းကောင်းသိပါတယ်။ဒါကြောင့်အကျွေးပြန်မဆက်နိုင်တဲ့ကာလပတ်လုံးမြန်မာမြေပေါ်မှာရှိတဲ့မြန်မာနိုင်ငံပိုင်စီမံကိန်းကြီးတွေရဲ့အစုရှယ်ယာအများဆုံးကိုရုရှားကပဲလက်ဝါးကြီးအုပ်ယူထားမယ်ဆိုတဲ့အကျွေးထောင်ချောက်မဟာဗျူဟာကြီးကိုအကွက်ကြကြအသက်သွင်းလိုက်တာပါ။အထူးသဖြင့်ရေနက်စိတ်ကမ်းတွေ660မဂါဝတ်ထွက်မဲ့လျှက်စစ်ဓာတ်အားပေးစက်ရုံကြီးတွေရေနံချက်စက်ရုံတွေလိုတိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့အခြေခံအဆောက်အုံကြီးတွေကိုနိုင်ငံခြားသားကအစုရှယ်ယာအများစုယူထားလိုက်ရင်အမျိုးသားလုံခြုံရေးကိုအကြီးအကျယ်ထိခိုက်စေပါတယ်။ဒီအန်ဒီရဲ့ကြီးကိုမြင်တွေ့လာရတဲ့အတွက် UMFCCI ကစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုယ်တိုင်ကအခုလိုအတိအလင်းထောက်ပြသတိပေးပါတယ်။ကြောက်ဖြူရေနဲ့စိတ်ကမ်းစီမံကိန်းကြီးမှာတရုတ်ကရှယ်ယာအများစုကိုယူထားတဲ့အတွက်အခုဆိုရင်တရုတ်ကသူတို့စိတ်ကြိုက်လုံးဝထိန်းချုပ်အုပ်စိုးထားပါပြီ။ထာဝယ်ရေနဲ့စီမံကိန်းလိုမဟာဗျူဟာကျတဲ့စီမံကိန်းမျိုးတွေမှာသာရုရှားကိုအစုရှယ်ယာအများစုပေးလိုက်ရင်တင်မောတွေစိုက်ကတ်တဲ့ကိစ္စတွေကအစပြည်ပကအပြီးတိုင်ထိန်းချုပ်သွားမှာဖြစ်လို့မြန်မာနိုင်ငံရဲ့လုံခြုံရေးအတွက်အလွန်အန္တရာယ်ရှိပါတယ်လို့သတိပေးထားပါတယ်။ရိုးရိုးလေးပြောရရင်မင်းအောင်လှိုင်ဟာသူ့ရဲ့အာဏာတည်မြဲရေးတစ်ခုတည်းအတွက်တိုင်းပြည်ကိုရုရှားရဲ့အကျွေးကျွန်ဘဝကိုမျက်စိစုံမိတ်ပြီးအတင်းအကျပ်တွန်းပို့နေတာတတ်တာဖြစ်ရုရှားတွေဟာအဲ့ဒီလိုပင်လယ်ထွက်ပေါက်ကိုသိမ်းယုံတင်အားမရသေးပါဘူး။မြန်မာကောင်းကင်ယံကိုပါထိန်းချုပ်ဖို့အတွက်မင်းအောင်လှိုင်နဲ့ဘလို့လျှို့ဝှက်စာချုပ်တွေချုပ်ဆိုခဲ့တယ်လဲဆိုတာဆက်ကြည့်ရအောင်ပါ။ပြီးခဲ့တဲ့ဩဂုတ်လ18ရက်နေ့ကမော်စကိုမြို့ကရင်မလင်နန်းတော်ကြီးအတွင်းမှာမင်းအောင်လှိုင်ဟာအလွန်အရေးကြီးတဲ့နားလည်မှုစာချုပ်လွှာ MOU တစ်ခုကိုတရားဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒါကတော့မြန်မာနိုင်ငံအတွင်းမှာဂျိုဒုလမ်းညွန်မှုစနစ်တိုင်းတာရေးစခန်းကြီးတစ်ခုကိုရုရှားရဲ့အကူအညီနဲ့အခိုင်အမာတိစောက်ဖို့သဘောတူလိုက်တာပါပဲဒီစခန်းကြီးဟာရုရှားနိုင်ငံကပိုင်ဆိုင်တဲ့ GLONASS လို့ခေါ်တဲ့ဂျိုဒုလမ်းညွန်စနစ်ကြီးစီကနေအချက်လက်တွေကိုမြေပြင်ကနေဖမ်းယူစုဆောင်းပေးမဲ့အဆင့်မြင့်ရေဒါစခန်းကြီးတစ်ခုဖြစ်ပါတယ် GLONASS ဆိုတာဟာအမေရိကန်ရဲ့ GPS စနစ်လိုမျိုးပဲရုရှားနိုင်ငံကတိစောက်ထားတဲ့ကမ္ဘာလုံးဆိုင်ရာဂျိုဒုလမ်းညွန်စနစ်ကြီးပါယူကရိန်းစစ်ပွဲမှာရုရှားစစ်တပ်ဟာသူတို့ရဲ့တာဝေးပစ်ဒုံးကျည်ကြီးတွေအသေးခံဒရုန်းတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေအားလုံးတိတိကျကျအလုပ်လုပ်နိုင်ဖို့အတွက်ဒီ GLONASS စနစ်ကြီးကိုပဲအဓိကအသုံးပြုနေတာပါအခုမင်းအောင်လှိုင်လိုချင်နေတာကလည်းအဲ့ဒီလူသက်နည်းပညာပါပဲစစ်ကောင်စီတပ်တွေဟာမြေပြင်တိုက်ပွဲတွေမှာ PDF တွေကိုလုံးဝမရှင်ပြိုင်နိုင်တော့တဲ့အဆုံးဒီဂျိုဒုစခန်းကြီးကိုအသုံးချပြီးသူတို့ရဲ့တိုက်လေရင်တွေကင်းထောက်ဒရုန်းတွေနဲ့ဒုံးကျည်တွေကိုတော်လှန်ရေးတပ်ဖွဲ့တွေအပေါ်ပိုပြီးတိတိကျကျဘုံကျဲတိုက်ခိုက်ဖို့အကွက်ကြကြကြံစီနေတာပါ
ရုရှားဘက်ကလည်းဒီစခန်းကိုစောက်ခွင့်ရတဲ့အတွက်အရှေ့တောင်အာရှဒေသတစ်ခုလုံးကိုထောက်လန်းစောင့်ကြည့်နိုင်မဲ့စစ်ရေးခြေကုပ်စခန်းကြီးတစ်ခုကိုအခမဲ့ရရှိသွားတာပါပဲဒီကိစ္စကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကရုရှားအာကာသကော်ပိုရေးရှင်း Roscosmos ကနေပြည်တော်ကိုလာရောက်ညှိနှိုင်းခဲ့ပေမဲ့စစ်ကောင်စီကပြည်သူတွေမသိအောင်ပညာတော်သင်စေလွတ်တာပါဆိုပြီးဟန်ပြဖုံးကွယ်ခဲ့ပါတယ်အခုမှသူတို့ကိုသူတို့ရွေးတုအစိုးရလို့အမည်ခံပြီးနိုင်ငံကိုရုရှားရဲ့စစ်ရေးစမ်းသပ်ကွင်းအဖြစ်ပြောင်ပြောင်တင်းတင်းရောင်းစားလိုက်တာပဲဖြစ်ပါတယ်အဲ့ဒီလိုရုရှားတွေကိုနေရာပေးဖို့အတွက်တကယ်မြေပြင်ကတဝဲဒေသခံတွေဘလောက်အထိစစ်ပေးတံကိုအလူးလဲခန်းစားနေရတယ်လဲဆိုတာစက်ကြည့်အောင်ပါတဝဲအထူးစီးပွားရေးဇုံကိုရုရှားတွေလာဖို့အတွက်အဓိကလိုအပ်တာကနေမြေလုံခြုံရေးပါပဲအဲ့ဒီလုံခြုံရေးကိုအကြောင်းပြပြီးစစ်တပ်ဟာဇွန်လနှောင်းပိုင်းလောက်ကတည်းကဒုတက်ချုပ်သစ်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုယ်တိုင်ဆင်းလာပြီးစစ်ကြောင်းတွေကိုရန်ကားဖို့အမိန့်ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့စစ်သား900ကျော်လောက်ပါဝင်တဲ့စစ်ကြောင်းကြီးဟာထဝက်အထူးစီးပွားရေးဇုံဧရိယာအတွင်းကိုတိုက်ရိုက်ဝင်ရောက်လာပြီးအခုချိန်ထိအခိုင်အမာတပ်စခန်းချထားလိုက်ပါတယ်နောက်ထပ်အင်အား150ကျော်ပါဝင်တဲ့စစ်ကြောင်းကလည်းရေပြူမြို့နယ်ပူကောစွန်းကျေးရွာဘက်တွေကိုအဆက်မပြတ်စစ်ကြောင်းထိုးနေပါတယ်။စစ်တပ်ဟာနယ်မြေရှင်းလင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ပြည်သူတွေရဲ့ကျေးရွာတွေကိုရွာလုံးကျွတ်နီးပါးမိရှို့ဖျက်ဆီးခဲ့ကြပါတယ်။အစိုးဆုံးနဲ့အယုံမာဆုံးလုပ်ရက်ကတော့စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေကိုအစားအသောက်နဲ့ဆေးဝါးတွေတွားရောက်ကူညီပေးနေတဲ့လူမှုကူညီရေးပရဟိတလူငယ်ဝန်ထမ်း3ဦးကိုစစ်တပ်ကရရဆက်ဆက်ဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့လုပ်ရက်ကြီးပါပဲ။အဲဒီတပ်ဖြတ်ခံရတဲ့လူငယ်3ဦးဟာ The Ants Humanitarian Aid Team ကကိုအဲသာကိုမြတ်သူနဲ့ကိုလီယွန်တို့ဖြစ်ကြပါတယ်။ရုရှားတွေကိုနေရာပေးဖို့အတွက်ကိုယ်နိုင်ငံသားတွေကိုမြေလံပြီးအကုန်တပ်ဖြတ်ရှင်းလင်းနေတဲ့အယုံမာဆုံးမဟာဗျူဟာကြီးကိုစစ်အုပ်စုကကျင့်သုံးနေတာပါဒါပေမဲ့မြေပြင်မှာတော်လှန်ရေးအဖွဲ့တွေကြီးစိုးနေတဲ့အတွက်ဒီတဝဲစီမံကိန်းကြီးဟာဘယ်တော့မှအကောင့်ထဲပေါ်လာမှာမဟုတ်တဲ့လေထဲကတိုက်အိမ်ကြီးတက်တာဖြစ်ပါတယ်မြေပြင်မှာအဲ့ဒီလိုရှုံးမဲမဲနေတဲ့စစ်ကောင်စီဟာလေကြောင်းကနေပြည်သူတွေကိုဘလောက်အထိအောက်တန်းကြကြရန်ကားနေတယ်လဲဆိုတာဆက်ကြည့်အောင်ပါဒီကနေ့ဩဂုတ်လ22ရက်နေ့မနက်ပိုင်း9:45မိနစ်ခန့်အချိန်မှာစကိုင်းတိုင်းမြောင်မြို့နယ်ထဲမှာရှိတဲ့ဆွဲလဲအိုကျေးရွာကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာလေယာဉ်ကြီးနဲ့ရုတ်တရက်အလစ်အငိုက်လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ရွာပတ်ဝန်းကျင်မှာဘာတိုက်ပွဲမှမရှိသလိုဘာစစ်ရေးလှုပ်ရှားမှုမှလည်းလုံးဝမရှိခဲ့ပါဘူးဒီကနေ့ဟာဥပုပ်နေ့ဖြစ်တဲ့အတွက်ရွာရဲ့ဓမာယုံကြီးထဲမှာပြည်သူတွေစုဝေးပြီးဥပုပ်တီလာယူနေကြတဲ့အချိန်မှာစစ်ကောင်စီရဲ့ဂျက်ဖိုက်တာကနေပစ်ချလိုက်တဲ့ဘုံကြီးတွေဟာဓမာယုံဝင်းထဲမှာရှိတဲ့အမျိုးသားယောဂီတွေတရားထိုင်တဲ့အဆောင်ပေါ်ကိုရုတ်တရက်ဓာတ်ရိုက်သွားရောက်ထိမှန်ပောက်ကွဲခဲ့ပါတယ်ဘုံရဲ့ပြင်းအားကြောင့်အဆောက်အုံကြီးတစ်ခုလုံးပြိုကျသွားခဲ့ပြီးအဲ့ဒီအဆောင်ထဲမှာတရားရှုမှတ်နေတဲ့ယောဂီအမျိုးသား12ဦးနဲ့အမျိုးသမီး3ဦးစုစုပေါင်းအပြစ်မဲ့ပြည်သူ14ဦးအထိသွေးရိုင်ထဲမှာပွဲချင်းပြီးတေဆုံးသွားခဲ့ရပါတယ်ထိခိုက်ဒဏ်ရာရတဲ့သူကလည်း10ဦးကျော်ထက်မနည်းရှိနေပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေအများကြီးရှိနေတဲ့အတွက်တေဆုံးသူအရေအတွက်ဟာအချိန်မရွေးထပ်တိုးလာနိုင်ပါတယ်။မင်းအောင်လှိုင်ဟာသာသနာကိုစောင့်ရှောက်ပါတယ်လို့ပါဇက်ကနေတွင်ပြောပြီးတကယ်လက်တွေ့မှာတော့ခရစ်ယာန်ဘုရားကျောင်းတွေရောဗုဒ္ဓဘာသာဓမ္မယုံတွေကိုပါမရှောင်ဘဲအပြင်းအထန်ဘုံကျဲဖျက်ဆီးနေပါပြီ။လက်ထဲမှာပတိလေးတွေကင်ပြီးတီလာယူနေတဲ့ယောဂီတွေကိုလေရင်နဲ့ဘုံကျဲတာဟာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့အဆိုးရွားဆုံးသောစစ်ရာဇဝတ်မှုကြီးကိုပြောင်ပြောင်တင်းတင်းကျူးလွန်လိုက်တာပဲဖြစ်ပါတယ်။လေကြောင်းကနေအဲ့ဒီလိုတက်ဖြတ်နေတယ်လို့မြို့ပေါ်တွေမှာရောလူငယ်တွေကိုညဘက်ကြီးဘလို့ပေါ်တာဆွဲနေတယ်လဲဆိုတာဆက်ကြည့်အောင်ပါ။ဩဂုတ်လ18ရက်နေ့မနက်ပိုင်းမှာမန္တလေးမြို့အောင်မြေတာဆန်မြို့နယ်တဲကအသက်36နှစ်အရွယ်ကိုဟိန်းထက်ကိုဆိုတဲ့လူငယ်ကိုယာယီမှုတွေကအိမ်ထဲအထိဝင်ပြီးစစ်မှုထမ်းဖို့အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။အန်ဩစရာကောင်းတာကအဲ့ဒီလူငယ်ရဲ့မိခင်အရင်ဟာအောင်မြေတာဆန်မြို့နယ်ထွေအုပ်ရုံးမှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတူဖြစ်နေတာပါပဲ။စစ်ကောင်စီရန်တရားကိုလဲပတ်ပေးနေတဲ့ဝန်ထမ်းတွေရဲ့သားသမီးတွေကိုတောင်မှသူတို့ဟာလုံးဝမညတာတော့ပါဘူး။ရက်ကွက်ထဲကယာအီမှုမျိုးလွင်ဦးနဲ့ကော်မရှင်အဖွဲ့ဝင်သိမ်းမြင့်အောင်တို့ဟာလူငယ်တွေစီကနေစစ်မှုမထမ်းရဖို့တလကိုငွေကျပ်9000နှုန်းနဲ့လောက်စားနေပြီးလူစားထည့်ဖို့လိုလာရင်အရက်သမားတွေဘိန်းစားတွေကိုရဲနဲ့ပေါင်းပြီးဖမ်းပေးနေတဲ့အောက်တန်းကျလာတဲ့လူမိုက်ဂိုင်းကြီးတွေပါဒါတွေမကသေးဘူးဩဂုတ်လ18ရက်နေ့ည8နာရီနဲ့10နာရီတွေမှာလဲမဟာအောင်မြေမြို့နယ်တဲကနေအိမ်တွေကိုစစ်ကားတွေအင်အားအလုံးရင်းနဲ့ဝင်စီးပြီးအသက်25နှစ်ဝန်းကျင်လူငယ်3ဦးကိုထပ်မံဖမ်းဆီးသွားပါတယ်။ဝန်တွင်းမြို့နယ်ဘက်မှာလည်းဩဂုတ်လ20ရက်နေ့ညစ်တကောင်ရံမနက်တနာရီအချိန်ကြီးမှာနေအိမ်တွေပေါ်အထိတက်ပြီးလူငယ်2ဦးကိုအိယာတဲကနေဆွဲထုတ်ဖမ်းဆီးသွားပါတယ်။လမ်းမပေါ်မှာပေါ်တာဆွဲရင်ပြည်သူတွေကရိုက်ကူးပြီးသတင်းဖြတ်မှာကြောက်တဲ့အတွက်အခုအခါမှာစစ်တပ်ဟာညှင်းမောင်တဲ့အချိန်တွေကိုရွေးပြီးနေအိမ်တွေထဲအထိအကြမ်းဖက်ဝင်ရောက်ဖမ်းဆီးတဲ့ဗျူဟာတွေကိုပြောင်းလဲအသုံးပြုလာတာပါပဲ။ပြည်သူကိုအဲ့ဒီလိုနှိပ်စက်နေတဲ့စစ်ကောင်စီဟာဗန်နာငွေပြက်လက်လာတဲ့အခါကိုမဟာမိတ်ကိုရောဘလို့ဓမြတိုက်နေတယ်လဲဆိုတာသုံးသပ်ကြည့်အောင်ပါစစ်ကောင်စီဟာငွေမက်တဲ့လောဘနဲ့သူတို့ကိုကာကွယ်ပေးနေတဲ့မဟာမိတ်တွေကိုပါခွေးယူတကောင်လိုလိုက်လံကြိုက်ခဲလာပါပြီကရင်ပြည်နယ်ဖအံမြို့ဆိုတာဟာငိမ့်ချမ်းရေးယူထားတဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ငိမ့်ချမ်းရေးကောင်စီ KNLA-PC နဲ့နေကြားဆောင်တပ် BGF တို့လွတ်လွတ်လပ်လပ်သွာလာလှုပ်ရှားနေတဲ့မြို့ကြီးတစ်မြို့ပါဒါပေမဲ့အခုရက်ပိုင်းအတွင်းမှာစစ်တပ်နဲ့ရင်ထင်းရဲတွေဟာအဲ့ဒီလက်နက်ကင်အဖွဲ့တွေနဲ့ဆက်ဆက်နေတဲ့ရင်တွေကိုလိုင်စင်မဲ့ကားတွေလို့ခေါင်းစဉ်တက်ပြီးရည်ရွယ်ချက်ရှိရှိအကြီးအကျယ်လိုက်လံဖမ်းဆီးသိမ်းဆည်းနေပါတယ်။အထူးသဖြင့်ဩဂုတ်လ18ရက်နေ့တုန်းကဆိုရင် KNLA-PC ကဗျူဟာမှုအဆင့်ရှိတဲ့အရာရှိကြီးတဦးရဲ့မိသားစုဝင်တွေဟာဖအံမြို့ပေါ်ကိုစေကမ်းပြဖို့အတွက်လာရောက်ခဲ့ပါတယ်။သူ
သူတို့စီးလာတဲ့ကားကထိုင်းဘတ်ငွေ9သိန်းကျော်အထိတန်ဖိုးရှိတဲ့ Ford Ranger ကားကောင်းကားတန်ကြီးပါလက်နက်ကိုင်အဆောင်အရှောက်တွေလည်းပါမလာခဲ့ပါဘူးအဲ့ဒီလိုအကာအကွယ်မဲ့နေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရင်ထင်းရဲတွေကအလစ်ငိုက်ဝင်ရောက်ပိတ်ဆို့ကအဲ့ဒီကားကြီးကိုအတင်းအဓမ္မဖမ်းဆီးသိမ်းဆည်းလိုက်တာပါပဲအရင်တုန်းကဆိုရင်ကားရှေ့မှန်မှာအဖွဲ့အစည်းဆိုင်ရာအထောက်အထားကပ်ပြားလေးထောင်ထားရုံနဲ့လွတ်လွတ်လပ်လပ်သွာလာခွင့်ပြုခဲ့ပေမဲ့အခုလက်ရှိအချိန်မှာတော့အဲ့ဒီလိုအမှတ်သားတွေကိုလုံးဝဂရုမစိုက်တော့ပါဘူးကားမျိုးစားနဲ့တန်ဖိုးပေါ်မူတည်ပြီးကားကောင်းရင်ကောင်းတယ်လို့စစ်တပ်နဲ့ရဲကမျက်စိကျပြီးလိုက်လံသိမ်းဆည်းလာကြတာပါစစ်ကောင်စီဘက်ကသာအခုလိုတရားလက်လွတ်တွေဆက်ပြီးဖမ်းဆီးဓမြတိုက်နေမယ်ဆိုရင်မကြခင်အချိန်တွင်းမှာအေဂျင့်နေတဲ့ဖအံမျိုးပေါ်နဲ့ကရင်ပြည်နယ်တဝန်းလုံးမှာစစ်ရေးတင်းမာမှုတွေအကြီးအကျယ်ဖြစ်လာပြီးတိုက်ပွဲတွေအချိန်မရွေးပြန်လည်ပောက်ကွဲလာနိုင်ပါပြီပြည်တွင်းမှာအဲ့ဒီလိုရန်ကားနေတဲ့အကြမ်းဖက်စစ်တပ်ကိုအိန္ဒိချင်းထိုင်းအစိုးရကဘယ်လိုဖက်လဲတကင်းဆက်ဆံနေတယ်လဲဆိုတာနောက်ဆုံးအနေနဲ့ဆက်ကြည့်အောင်ပါအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာပြီးခဲ့တဲ့ဩဂတ်စ်လ6ရက်နေ့တုန်းကထိုင်းနိုင်ငံကိုတွားရောက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာထိုင်းဝန်ကြီးချုပ်အနုတင်ကိုရိုင်ကမင်းအောင်လှိုင်ကိုဖက်လဲတကင်းလက်ခံတွေ့ဆုံခဲ့ပါတယ်အဲ့ဒီလိုတွေ့ဆုံပြီးတိတ်မကြခင်မှာပဲမြန်မာစစ်ကောင်စီရဲ့ကာကွယ်ရေးဦးစီးချုပ်တစ်အဖြစ်တာဝန်ယူလာတဲ့ဗိုလ်ချုပ်ရဲဝင်းဦးဟာလည်းထိုင်းနိုင်ငံကိုထပ်မံတွားရောက်ပြီးထိုင်းစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အစည်းအမြင့်ဆွေးနွေးမှုတွေကိုမျက်နှာပြောင်တိုက်ပြုလုပ်ခဲ့ပြန်ပါတယ်ဒီအခြေအနေတွေကိုဩဂုတ်လ20ရက်နေ့မှာအာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHRထိုင်းနိုင်ငံသားရေးဝန်ကြီးဟောင်းခွန်ကာစစ်ပီရိုမယာနဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူဟောင်းကြီးတွေကအပြင်းထန်ဝေဖန်ရှုတ်ချလိုက်ပါတယ်။သူတို့ကထိုင်းအစိုးရရဲ့အခုလိုကိုကြိုးရှာပြီးအမြင့်ကျင်းမြောင်းတဲ့ဆက်ဆံရေးဟာအာဆီယံရဲ့မြန်မာအရေးဆိုင်ရာဘုံရပ်တည်ချက်ကိုအကြီးအကျယ်အားနည်းပြိုကွဲသွားစေပါတယ်။ပြီးတော့စစ်ကောင်စီအနေနဲ့အရက်သားတွေပေါ်အကြမ်းဖက်မှုတွေကိုပုံမရဲရဲတင်းတင်းဆက်လုပ်ဖို့အားပေးအားမြောက်ပြုတကဲ့သို့ဖြစ်လာစေတယ်လို့ထောက်ပြပါတယ်။အထင်ရှားဆုံးတပ်တွေကိုလည်းသူတို့ကချက်ချင်းဖွင့်ချပြလိုက်ပါတယ်။မင်းအောင်လှိုင်ဟာထိုင်းနိုင်ငံကနေပြန်လည်ရောက်ရှိပြီးတရက်အကြာမှာအာဆီယံအထူးကိုယ်စားလှယ်ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်တောင်းဆိုတာကိုရိုင်းဆိုင်ပယ်ချလိုက်ပါတယ်။ဒါတင်မကသေးဘူးမြန်မာအရေးအတွက်အာဆီယံအထူးကိုယ်စားလှယ်ဆိုတာလုံးဝမလိုအပ်တော့ဘူးလို့ပါမောက်မာပြောဆိုလိုက်ပါတယ်။အနှစ်ချုပ်ရရင်မင်းအောင်လှိုင်ဟာနိုင်ငံကိုရုရှားထံရောင်းစားပြီးပြည်သူတွေကိုတပ်ဖြတ်နေတဲ့အစိုးရဆုံးဖက်စစ်ရန်တရားကြီးဖြစ်ပြီးထိုင်းအစိုးရဟာလည်းအဲ့ဒီစစ်ရာဇဝတ်မှုတွေမှာကြံရပါအဖြစ်သမိုင်းတရခံဖြစ်နေပြီဖြစ်ကြောင်းခိုင်မာသုံးသပ်တင်ပြလိုက်ရပါတယ်။ခြုံငုံသုံးသက်ကြည့်မယ်ဆိုရင်အကြမ်းဖက်မင်းအောင်လှိုင်ဟာပြည်တွင်းမှာစစ်ရှုံးနေတဲ့အကြက်တဲကိုဖုံးကွယ်ဖို့အတွက်တဝဲရင်းနဲ့စိတ်ကန်းတဲ့မြန်မာကောင်းကင်ရံကိုရုရှားတွေစီအစုရှယ်ယာအများဆုံးပေးပြီးအပြီးတိုင်ရောင်းစားဖို့အကွက်ကြကြံစီနေတာကိုအထင်ရှားတွေ့မြင်ရမှာဖြစ်ပါတယ်။ရုရှားတွေကိုနေရာပေးဖို့တဝဲကပြည်သူတွေကိုမီးရှို့နေတဲ့အပြင်မြောင်မြို့နယ်ကဓမာယုံကိုဘုံကျဲလို့ယောဂီ14ဦးကိုတပ်ဖြတ်ခဲ့တဲ့စစ်အုပ်စုရဲ့လုပ်ရက်တွေအပေါ်ပြည်သက်ကြီးအနေနဲ့ဘလို့သုံးသက်ဒေါသထွက်မိပါသလဲခင်ဗျာ။ညဘက်ကြီးတွေမှာလူငယ်တွေကိုပေါ်တာဆွဲပြီးကိုမဟာမိတ် KNLA-PC ကိုပါဓမြတိုက်နေတဲ့ဒီဖက်စစ်ရန်တရားကြီးကိုကျွန်တော်တို့ပြည်သူတွေနဲ့တော်လိုင်းအင်အားစုတွေပူးပေါင်းပြီးဘလို့ဆက်လက်အမြင့်ပြတ်တိုက်ထုတ်သွားကြမလဲဆိုတာကိုကွန်မန့်မှာလွတ်လပ်စွာဝင်ရောက်ဝေဖန်ဆွေးနွေးအားပေးသွားကြပါအောင်လို့ဖိတ်ခေါ်လိုက်ပါတယ်။နိုင်ငံတကာသတင်းတွေဘက်မှာတော့အမေရိကန်ပြည်ထောင်စုဟာအီရန်နိုင်ငံအပေါ်တမိုင်းတလျှောက်အပြင်းထန်ဆုံးအရေးယူပိတ်ဆို့မှုတွေကိုမကြုံစဖူးတင်းကျပ်စွာချမှတ်သွားတော့မယ်လို့အမေရိကန်ဗန်နာရေးဝန်ကြီးကိုယ်တိုင်ကတရားဝင်ကြေညာလိုက်တယ်လို့အီရန်ကိုငွေကြေးရေနံနဲ့စီးပွားရေးအရာကူညီပေးနေတဲ့မြည်သည့်နိုင်ငံကိုမဆိုအမေရိကန်ကနေပြင်းပြင်းထန်ထန်လက်တုံ့ပြန်အရေးယူသွားမယ်ဆိုတဲ့သတင်းထူးကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီးပဲဖြစ်ပါတယ်။အမေရိကန်နဲ့အီရန်တို့အကြားမှာအပြစ်ခတ်ရစဲရေးသဘောတူညီချက်တွေအကြိမ်ကြိမ်ပြက်ပြဲသွားပြီးတဲ့နောက်မှာတော့သမ္မတဒေါ်နယ်ထရန့်ဟာအီရန်အပေါ် economic warfare လို့ခေါ်တဲ့အေယာမစီးပွားရေးစစ်ပွဲကြီးကိုတရားဝင်စတင်လိုက်ပါပြီ။ဩဂတ်စ်လ20ရက်နေ့ကထရန့်ရဲ့ချင်းချောက်ပြောဆိုချက်အရအီရန်အစိုးရကိုဗန်နာရေးအဖွဲ့အစည်းတွေစီးပွားရေးလုပ်ငန်းတွေလေဆိပ်တွေကနေတဆင့်ငွေကြေးကုန်သွယ်ရေးသို့မဟုတ်အခြားမည်သည့်အသက်သွေးကြောမျိုးမဆိုဆက်လက်ထောက်ပံ့ပေးနေတဲ့နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေကိုပါအမေရိကန်ကနေကြီးမားသောစီးပွားရေးအကျိုးဆက်တွေခံစားရအောင်ပြင်းပြင်းထန်ထန်လက်တုံ့ပြန်အရေးယူသွားမယ်လို့ပြက်သားရာဇသံပေးလိုက်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ဗန်နာရေးဝန်ကြီး Scott Bessent ကလည်းအမေရိကန်ရဲ့လက်ရှိမူဝါဒဟာတစ်ချက်ပြီးတစ်ချက်ဇက်တိုက်ထိုးနှက်မဲ့နည်းလမ်းဖြစ်တယ်လို့နိုင်ငံတကာသတင်းဌာနကြီးဖြစ်တဲ့ CNBC နဲ့အင်တာဗျူးမှာအတိအလင်းဖွင့်ချခဲ့ပါတယ်။ဆိုလိုတာကအီရန်ပေါ်ရေတပ်ပိတ်ဆို့မှုနဲ့အခုထပ်မံချမှတ်မဲ့အလွန်ပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုပေါင်းဆက်အသုံးပြုပြီးအီရန်အစိုးရရဲ့ဝင်ငွေတွေနဲ့နိုင်ငံတကာဗန်နာရေးလမ်းကြောင်းတွေကိုအပြီးတိုင်ဖျက်တောက်လဲပင်းညှစ်ဖို့ပဲဖြစ်ပါတယ်။ဒီလုပ်ရက်တွေဟာအရင်တုန်းကလိုအီရန်နိုင်ငံအတွင်းကကုမ္ပဏီတွေကိုသာတိုက်ရိုက်ပြစ်မှတ်ထားတာမဟုတ်တော့ဘဲတတိယနိုင်ငံတွေကိုပါနိုင်ငံတကာဗန်နာရေးကွန်ရက်တွေကနေဖျက်တောက်ပစ်မဲ့ဒုတိယအဆင့်ပိတ်ဆို့အရေးယူမှု secondary sanction ကြီးဖြစ်ပါတယ်။လာမယ့်တနင်္လာနေ့မှာလုပ်မဲ့သတင်းစာရှင်းလင်းပွဲမှာဒီပိတ်ဆို့မှုအသစ်တွေရဲ့အသေးစိတ်ကိုထုတ်ပြန်တော့မှာဖြစ်ပြီးဒါဟာအီရန်ကိုစစ်ရေးအရတိုက်ခိုက်တာထက်စီးပွားရေးအရအသေးသက်မဲ့အကွက်ကြတဲ့အမေရိကန်ရဲ့မဟာဗျူဟာကြီးတသက်တာဖြစ်ပါတယ်။ဒါဆိုရင်အမေရိကန်ကအဲ့ဒီလိုတတိယနိုင်ငံတွေကိုပါအရေးယူမယ်ဆိုရင်ဘယ်နိုင်ငံကအများဆုံးအကျက်ရိုက်သွားမလဲအမေရိကန်ရဲ့တကယ်အဓိကပြစ်မှတ်ကဘယ်သူလဲဆိုတာဆက်ကြည့်အောင်ပါအမေရိကန်ရဲ့ဒီသမိုင်းတစ်လျှောက်အပြင်းထန်ဆုံးပိတ်ဆို့မှုကြီးအောက်မှာအထူးစောင့်ကြည့်ရမယ့်အချက်ကတော့တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍပါပဲနိုင်ငံတကာသတင်းဌာနကြီးဖြစ်တဲ့ရိုက်တာရဲ့ဖော်ပြချက်အရ
ပြီးခဲ့တဲ့2025ခုနှစ်ရဲ့အချက်လက်တွေပေါ်အခြေခံပြီးကီပလာစွမ်းအင်သုတေသနအဖွဲ့ကခံမှန်းထားတာမှာအီရန်နိုင်ငံကနေရေကြောင်းကတဆင့်တင်ပို့နေတဲ့ရေနံတွေရဲ့80%ကျော်ကိုတရုတ်နိုင်ငံကတဦးတည်းလက်ဝါးကြီးအုပ်ဝယ်ယူနေတာဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့အလွန်ကိုရှင်းလင်းပါတယ်။အမေရိကန်အနေနဲ့အီရန်ရဲ့ရေနံကုန်သွယ်မှုကိုထိထိရောက်ရောက်ဖျက်တောက်လိုတဲ့ဆိုရင်အီရန်ကိုအသက်ဆက်ပေးနေတဲ့အဲ့ဒီတရုတ်ကုမ္ပဏီတွေနဲ့တရုတ်ဘဏ်တွေကိုမဖြစ်မနေဓာတ်ရိုက်အရေးယူဒဏ်ခတ်ရတော့မှာပါ။အမေရိကန်ဗဏ္ဍာရေးဝန်ကြီးဘတ်ဆန်ကိုရိုင်ကလည်းတရုတ်နိုင်ငံဟာသူတို့ရဲ့စွမ်းအင်လိုအပ်ချက်ရဲ့ထက်ဝက်ခန့်ကိုပင်လယ်ကွေ့ဒေသကနေရရှိနေတဲ့အတွက်ဟော်မုတ်ရေလက်ကြားနဲ့ဒေသရင်းစွမ်းအင်စီးဆင်းမှုပြန်လည်တည်ငြိမ်ရေးမှာမဖြစ်မနေပူးပေါင်းဆောင်ရွက်သင့်တယ်လို့တရုတ်ကိုပြောင်ပြောင်တင်းတင်းသတိပေးချိန်ချောက်လိုက်ပါတယ်။ဒီလိုချင်းချောက်လာတဲ့အပေါ်ဝါရှင်တန်မြို့မှာရှိတဲ့တရုတ်တန်ယုံကလည်းလုံးဝအလျှော့မပေးပါဘူး။တရုတ်ဘက်ကအမေရိကန်ရဲ့ဒီလိုပိတ်ဆို့မှုတွေနဲ့ဖိအားပေးမှုတွေဟာပြဿနာကိုဘယ်တော့မှဖြေရှင်းပေးနိုင်မှာမဟုတ်ဘူး။သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့တာဝန်ရှိစွာလှုပ်ဆောင်ပြီးနိုင်ငံရေးနဲ့တန်တမာရေးနည်းလမ်းတွေနဲ့သာပြဿနာကိုဖြေရှင်းသင့်တယ်လို့အပြင်းထန်တုံ့ပြန်ကန့်ကွက်ထားပါတယ်။ဒါကြောင့်မို့လို့ထရန့်ရဲ့ဒီပိတ်ဆို့မှုကြီးဟာအီရန်တနိုင်ငံတည်းကိုသာမကပဲကမ္ဘာစီးပွားရေးကြီးတစ်ခုလုံးကိုထိန်းချုပ်နေတဲ့တရုတ်နဲ့အမေရိကန်ဆက်ဆံရေးကိုပါအကြီးအကျယ်ထိပ်တိုက်တွေ့စေမဲ့စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လာနေတာကိုအထင်သာတွေ့မြင်နိုင်ပါတယ်။အမေရိကန်ကတရုတ်ကိုပါဖိအားတွေပေးပြီးအဲ့ဒီလိုရာဇသံပေးလာတဲ့အခါတဟီရန်ဆိုရဘက်ကရောကြောက်လန့်သွားသလားဒါမှမဟုတ်ဘယ်လိုမျိုးခက်တင်းတင်းတုံ့ပြန်လိုက်တယ်လဲဆိုတာဆက်ကြည့်အောင်ပါအမေရိကန်ရဲ့စီးပွားရေးဖိအားတွေကိုအီရန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကလုံးဝအမှုမထားဘဲအပြင်းထန်ကိုတုံ့ပြန်လိုက်ပါတယ်အီရန်ဘက်ကအမေရိကန်ရဲ့စီးပွားရေးနဲ့ကုန်သွယ်ရေးပိတ်ဆို့မှုအသစ်တွေကိုစီးပွားရေးအကြမ်းဖက်မှု economic terrorism လို့အတိအလင်းနာမည်တက်ပြီးပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပါတယ်။ဒါတင်မကသေးဘူးဒီလိုအကြမ်းဖက်တဲ့လုပ်ရက်တွေကြောင့်အီရန်နိုင်ငံရဲ့လွတ်လပ်ရေးဂုံတိတ်ခါနဲ့အချုပ်ချာအာဏာကိုကာကွယ်ဖို့အတွက်အီရန်ပြည်သူတွေရဲ့ဆုံးဖြတ်ချက်ဟာအနှဲငယ်မျှပင်ရင်းရိုင်သွားမှာမဟုတ်ဘူးလို့ပြက်ပြက်သားသားတုံ့ပြန်ပါတယ်။နောက်ပြီးတော့အီရန်နိုင်ငံခြားရေးဝန်ကြီးအဘတ်အယက်ချီကလည်းအမေရိကန်သမ္မတထရန့်ကိုအလွန်အရှက်ကွဲစေမဲ့စကားတစ်ခုကိုပြောချလိုက်ပါတယ်။သူကထရန့်ရဲ့ဒီစီးပွားရေးစစ်စင်ရေးကြီးညာချက်ဆိုတာဟာတကယ်တော့အမေရိကန်ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့စီးပွားရေးပြဿနာတွေအထူးသဖြင့်မတန်တဆမြင့်တက်နေတဲ့အစိုးရကျွေးမြီတွေနဲ့အတိုးနှုန်းပြဿနာတွေကနေအမေရိကန်ပြည်သူတွေရဲ့အာရုံကိုလွှဲပြောင်းဖို့အတွက်နိုင်ငံတကာကိုခုတုံးလုပ်ပြီးကြိုးပမ်းနေတာတသက်တာဖြစ်တယ်လို့အရှက်မရှိဖွင့်ချဆွဆွဲလိုက်ပါတယ်။ဆိုလိုတာကအီရန်ဟာအမေရိကန်ရဲ့ပိတ်ဆို့မှုတွေကိုကျင်သားရနေပြီဖြစ်လို့အလွယ်တကူဒူးထောက်လက်နက်ချမှာမဟုတ်ဘဲဆက်လက်တင်းခံဖို့အပြည့်အဝပြင်ဆင်ထားတယ်ဆိုတာကိုအထင်သာပြသနေပါတယ်။အမေရိကန်နဲ့အီရန်တို့အဲ့ဒီလိုစီးပွားရေးစစ်ပွဲကြီးဆင်နွှဲနေချိန်မှာကမ္ဘာရေနံဈေးကွက်နဲ့ဟော်မုတ်ရေလက်ကြားရဲ့အခြေအနေတွေဟာရောဘလောက်အထိစိုးရိမ်စရာကောင်းလာတယ်လဲဆိုတာနောက်ဆုံးအနေနဲ့သုံးသပ်ကြည့်အောင်ပါအမေရိကန်ရဲ့ပိတ်ဆို့မှုအသစ်တွေထွက်ပေါ်လာတာနဲ့တပြိုင်နက်တည်းမှာပဲကမ္ဘာရေနံဈေးကွက်ကြီးတစ်ခုလုံးဟာအကြီးအကျယ်ကြရက်ရိုက်ခတ်သွားခဲ့ပါတယ်။ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရထရန့်ရဲ့စီးပွားရေးဖိအားပေးမှုချင်းချောက်ချက်တွေထွက်ပေါ်လာပြီးတဲ့နောက်မှာကမ္ဘာရေနံဈေးနှုန်းတွေဟာရုတ်တရက်ထိုးတက်သွားပြီး၃ပတ်ကျော်အတွင်းမှာအမြင့်ဆုံးအဆင့်တွေကိုရောက်ရှိသွားခဲ့ပါတယ်။အကြောင်းရင်းကတော့အီရန်နဲ့အမေရိကန်ပြည်ပခါကြောင့်အရှေ့အလယ်ပိုင်းဒေသကနေထွက်ရှိတဲ့ရေနံတန်းပေါင်းများစွာဟာကမ္ဘာဈေးကွက်ထဲကိုပုံမှန်အတိုင်းဆက်လက်မရောက်ရှိနိုင်တော့ဘူးဆိုတဲ့စိုးရိမ်ပူပန်မှုတွေကြောင့်ပါပဲအထူးသဖြင့်အီရန်ကထိန်းချုပ်ထားတဲ့ဟော်မုတ်ရေလက်ကြားကြီးဟာဒီပြည်ပခါတွေမဖြစ်ပွားခင်ကကမ္ဘာရေနံကုန်သွယ်မှုရဲ့20%ခန့်နေ့စဉ်ဖြတ်တန်းသွားလာခဲ့ရတဲ့အလွန်အရေးပါတဲ့အသက်သွေးကြောရေကြောင်းလမ်းကြီးတစ်ခုဖြစ်ပါတယ်အခုချိန်မှာအဲ့ဒီလမ်းကြောင်းကြီးကိုအီရန်ကပိတ်ဆို့တာတွေတင်ပေါ်သွားလာမှုတွေကိုဆက်လက်ကန့်သက်တာတွေလုပ်နေမယ်ဆိုရင်ကမ္ဘာတဝန်းလုံးကိုရေနံထောက်ပံ့မှုတွေအကြီးအကျယ်ပြတ်တောက်သွားမှာဖြစ်တယ်လို့တည်ယူပို့ဆောင်ရေးကုန်ကျစရိတ်တွေလည်းအဆမတန်မြင့်တက်သွားပါလိမ့်မယ်။အဲဒီရိုက်ခတ်မှုဟာနောက်ဆုံးမှာတော့ကမ္ဘာတဝန်းကပြည်သူတွေရဲ့နေ့စဉ်စားဝတ်နေရေးအပေါ်ကိုတိုက်ရိုက်ကျရောက်လာပြီးကမ္ဘာငွေကြေးဖောင်းပွားမှုကြီးကိုအမြင့်ဆုံးရောက်အောင်ဆက်လက်ဖိအားပေးလာတော့မှာပါပဲ။အနှစ်ချုပ်ရရင်အမေရိကန်သမ္မတထရန့်ရဲ့သမိုင်းတစ်လျှောက်အပြင်းထန်ဆုံးဆိုတဲ့စီးပွားရေးပိတ်ဆို့မှုအသစ်ကြီးဟာအီရန်နိုင်ငံရဲ့စီးပွားရေးကိုသာမကပဲတရုတ်နဲ့အမေရိကန်ရဲ့အားပြိုင်မှုတွေကမ္ဘာရေနံဈေးကွက်နဲ့နိုင်ငံတကာကုန်သွယ်ရေးစနစ်ကြီးတစ်ခုလုံးကိုပါအကြီးအကျယ်ကင်လှုပ်လိုက်မဲ့အသက်အန္တရာယ်အရှိဆုံးအလှည့်ပြောင်းကြီးဖြစ်လာပြီဖြစ်ကြောင်းခိုင်ခိုင်မာမာသုံးသပ်တင်ပြလိုက်ရပါတယ်။ဒီကနေ့ကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကြိုက်နှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like ပေးပြီးနောက်ဆုံးရပြည်တွင်နဲ့နိုင်ငံတကာသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ channel လေးကို subscribe လုပ်ထားဖို့အထူးတောင်းဆိုချင်ပါတယ်။အားလုံးပဲဘေးအန္တရာယ်ကင်းဝေးကြပါစေခင်ဗျာ။